စကားတော့ချိုတယ်ဗျာအခုတော့ငါရဲ့ဘဝဟာခိုင်းသမျှလုံနေရသမီးနဲ့ဆက်သမဖြစ်တဲ့ခါအိမ်မော်သူရောက်လာပတ်စံတပြားမှမကြအကုန်ပြန်အခါအောက်ဆိုင်လေးတွေအမြဲတမ်းငါမှသုံးခွင့်မရခဲ့ပါရောက်ခမမျက်နှာတရလောက်တွေ့ရအသက်တော့တူသေးမှာပူတဲ့မြတ်တာရောက်ခမအထွက်ပါအမြန်သာသိတင်တာရောက်ခမကိုဗျာအိမ်ဟိုကမှထားတနေ့တော့ငါထိုင်ကြတော့မှကောင်းပေမလားကျွန်တော်လူတမများလိုက်ရှာကြည့်မလားပါလို့သွားတော့မြင်မယ်မထင်ပါအခုကျတော့ရောက်ခမမြစ်တာပို့လိုက်တာသုံးစားမရကျွန်တော်ကိုအမိတန်လာရဲ့သမီးနဲ့ညားခဲ့မိတာမှားခဲ့ပြီလားတော့ကမကြီးကတော့ကောင်းတော့မလို့စကားတော့ချိုတယ်ဗျာအခုတော့ငါရဲ့ဘဝဟာခိုင်းသမျှလုံနေရသမီးနဲ့ဆက်သမဖြစ်တဲ့ခါအိမ်မော်သူရောက်လာထုတ်သမျှလာတာတပြားမှမကြကုန်ပြန်အခါအောက်ဆိုင်လေးတော့အမြဲတမ်းငါမှသုံးခွင့်မရခဲ့ပါရောက်ခမမျက်နှာတရလောက်တွေ့ရင်အသက်တော့တူသေးမှာကိုတဲ့မြစ်တာရောက်ခမတော့ပါမျက်နှာပြန်သိနာ